ခေါင်းထဲကနေထုတ်ပစ်တဲ့အရာ6ခုတစ်တင့်ကိုဂယုမဆိုင်တဲ့သူတွေတင့်ကိုဂယုမဆိုင်တဲ့သူတွေကိုတင်ကလည်းပြန်ပြီးဂယုဆိုင်နေစရာမလိုပါဘူးတချို့လူတွေကသူတို့ကိုဂယုဆိုင်နေလေတင့်ကိုပြစ်ထားလေပါပဲဒီတော့သူတို့ကိုလိုက်ဂယုဆိုင်နေမဲ့အချိန်မှာကိုပို့ပြီးဂယုဆိုင်လိုက်ပါနှစ်လူကွာစာတွေကိုဝေးကရှောက်မှာတချို့လူတွေကအခြားသူဘာလို့အမြဲပြစ်တင်ပြောနေတတ်ကြပါတယ်ဘူးကန်လန်တိုက်တတ်ကြပါတယ်ချစ်ကန်ကန်နဲ့စိတ်သေးရှိမရှိစကားကိုမစင်မချင်းပြောတတ်ကြပါတယ်ဒီလိုအစိုးမြင်ဝါဒီသမားတွေကိုလည်းခေါင်းထဲကထုတ်ပစ်လိုက်ပါ၃အပြင်းကြီးရဲ့စိတ်တွေကိုခေါင်းထဲကထုတ်ပစ်လိုက်ပါပညာလို့အိုဒီမရှိဆိုတယ်လို့ပဲဘေးအတက်ပညာမဆိုတင်ကြားဖို့ဝင်မလေးပါနဲ့ငါအသက်အရွယ်ကြီးနဲ့တင့်တော်ပါမလားငါငယ်ငယ်တုန်းကဒီလိုမလုပ်ခဲ့ရဘူးငါအသက်အရွယ်ကြီးနဲ့မတင့်တော်ပါဘူးလေအတိတ်ကအဖြစ်ပြက်တွေကိုခေါင်းထဲကထုတ်ပြလိုက်ပါအတိတ်မှာအမဲ့ရစရာတွေအများကြီးရှိခဲ့မှာပါဒါပေမဲ့အတိတ်ဆိုတာအချိန်တစ်ခုမှပြီးသွားခဲ့တဲ့အဖြစ်ပြက်ပါနောက်ထပ်ဖြစ်လာမယ့်အနာဂတ်တွေကိုသာလှပအောင်ဖန်တီးနေဖို့လိုပါတယ်ငါကိုတန်မိုးမထားတဲ့စိတ်တွေကိုခေါင်းထဲကနှုတ်ပြလိုက်ပါကိုချင်းတရားကောင်းတဲ့သူဟာလောကမှာတန်မိုးရှိဆုံးလူသားပါဒီလိုပဲကိုတန်မိုးထားပြီးအမြဲတိုးတက်နေအောင်လုပ်တဲ့သူဟာလည်းတန်မိုးရှိဆုံးလူသားပါပဲ6အများသူငါရဲ့ထင်မြင်တွေကိုခေါင်းထဲကဖယ်ထုတ်လိုက်ပါလူမျိုးစိတ်ထွေရှိတယ်လို့လူတယောက်နဲ့တယောက်ရဲ့တန်ဖိုးတွေစံနှုန်းတွေခံယူချက်တွေအမြင်တွေကလည်းမတူညီကြပါဘူး။အုံနောက်လည်းပဲချင်းမတူရင်အတွေးမြင်ချင်းမတူကြတယ်လို့ပဲကို့အကြောင်းနဲ့ကိုရှိကြတာမို့လို့ကိုမှန်နေဆိုတဲ့အရာကိုယုံကြည်ကြည်သာရဲဝံ့ဆက်ရှောက်ဖို့လိုပါတယ်။တခြားသူတွေဘလို့ထင်တယ်လဲဆိုတာကိုသင်အရေးဆိုင်မနေပါနဲ့။ပြီးရင်ခေါင်းကအမိုက်ပုံးမဟုတ်လို့ခေါင်းလေးကိုအမိုက်တွေမထင်မိဖို့လိုပါတယ်။